အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်က Hands-on တဲ့ hack မှာပြုလုပ်နေတဲ့ Global Domain Program နဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ Global Domain Program ဆိုတာကကြတော့ Hands-on တဲ့ hack မှာတက်နေတဲ့နိုင်ငံခြားသားတင်ငယ်ချင်းနဲ့ကိုရီးယားတင်ငယ်ချင်းနဲ့အတူတူခီးသွားပဲဖြစ်ပါတယ်ခင်ဗျာprogram ကဆိုလို့ရှိရင်တော့ပထမ semester ရဲ့ဒုတိယ semester ရဲ့ semester တိုင်းမှာရှိပါတယ်ခင်ဗျာပြီးတော့ပထမ semester မှာဆိုလို့ရှိရင်တော့ကိုရီးယားပြည်တွင်းခီးဖြစ်ပြီးတော့ဒုတိယ semester မှာဆိုလို့ရှိရင်တော့နိုင်ငံခြားခီးစဉ်ဖြစ်ပါတယ်ခင်ဗျာနိုင်ငံခြားခီးစဉ်ကဘယ်လိုလဲဆိုတော့ဥပမာအားဖြင့်နိုင်ငံခြားသားတင်ငယ်ချင်းကမြန်မာလူမျိုးဖြစ်ပြီးတော့ကိုရီးယားတင်ငယ်ချင်းနဲ့တူသွားမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုတွားရောက်လဲပတ်မှာဖြစ်ပါတယ်ခင်ဗျာဒါမှမဟုတ်နိုင်ငံခြားသားတင်ငယ်ချင်းကအမေရိကန်လူမျိုးဖြစ်ပြီးတော့ကိုရီးယားတင်ငယ်ချင်းနဲ့တူသွားမယ်ဆိုလို့ရှိရင်အမေရိကန်နိုင်ငံကိုတွားရောက်လဲပတ်မှာဖြစ်ပါတယ်ခင်ဗျာဒီ program မှာဆိုလို့ရှိရင်တော့အကြောင်းဘက်ကနေပြီးတော့ကျွန်တော်တို့ကိုတွားစရိတ်လာစရိတ်နေထိုင်စရိတ်တွေစားစရိတ်တွေကိုအကုန်လုံးထောက်ပံ့ပေးရပဲဖြစ်ပါတယ်ခင်ဗျာဒီ program ကိုပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ကိုရီးယားလူမျိုးတွေနဲ့နိုင်ငံခြားသားတင်ငယ်ချင်းတွေရင်းနှီးအောင်ပြုလုပ်ပေးရပဲဖြစ်ပြီးတော့ဒီပြည်တွင်းခီးစဉ်မှာဆိုလို့ရှိရင်ပြည်တွင်းမှာရှိတဲ့ညီချင်းမှုတွေကိုဒီလေ့လာနိုင်ပြီးတော့နိုင်ငံခြားခီးစဉ်မှာဆိုလို့ရှိရင်အခြားနိုင်ငံရဲ့ညီချင်းမှုတွေကိုကိုရီးယားတင်ငယ်ချင်းတွေကိုမျှဝေပေးတဲ့ program စီစဉ်ပဲဖြစ်ပါတယ်ခင်ဗျာဟန်ဆောင်တွေမှာတက်နေတဲ့ကျောင်းသားကျောင်းသူတွေကိုတော့ဒီ program လေးကိုကျွန်တော်က join စေဖို့အကြံပြုချင်ပါတယ်ဘာလို့လဲဆိုတော့တင်ငယ်ချင်းနဲ့ခီးလဲသွားရခီးစိတ်တွေလည်းမကုန်မဲနဲ့အဆင်ပြေပြေခီးသွားနိုင်လို့ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ